အမိုက်စား feature တွေပါဝင်လာတဲ့ iOS update အသစ်တွေကို up to date လိုက်တင်နေပြီးအပြောင်းလဲ UI တွေကြအသားမကျသေးဘူးလား။ဒါဆိုရင်တော့အဟောင်းလေးတိုင်းသုံးပြနိုင်မယ့်နည်းလမ်းတချို့ကိုပြပြပေးချင်ပါတယ်။ပထမဆုံးအနေနဲ့ tinted mode iOS 26ရဲ့အကြီးမားဆုံးဖြစ်တဲ့ Liquid Glass UI ကိုသဘောကျပေမဲ့ notification တွေဖတ်ရတဲ့အခါမရှင်းမလင်းဖြစ်နေပြီလား။ iOS 26.1မှာဆိုရင် option အသစ်အနေနဲ့ tinted mode ဆိုတာလေးပါဝင်လာပြီနော်။ဒီလိုလုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့ setting နဲ့ဝင်မှာ display and brightness ထဲမှာ tinted ကိုရွေးလိုက်မယ်ဆိုရင်ငကုံမူရဲ့ Liquid Glass ပုံစံကိုလည်းမပြကွယ်စေဘဲ notification တွေကိုရှင်းလင်းလင်းမြင်နိုင်မှာဖြစ်ပါတယ်။ဒုတိယတစ်ခုအနေနဲ့ကတော့ phone app ပဲဖြစ်ပါတယ်။ Phone app ရဲ့ UI design အသစ်ကကိုယ်ထွက်ရှုပ်တဲ့ထင်ရင်တော့ညာဘက်အပေါ်တောင်းရဲ့မြင်းသုံးချောင်းထဲကိုဝင်ပြီး classic layer ကိုရွေးလိုက်မယ်ဆိုရင်အရင် iOS version အတိုင်းဖြစ်သွားမှာပါ။ Unify ကိုရွေးမယ်ဆိုရင်တော့ UI design အသစ်အတိုင်းတွေ့ရမှာပါ။တတိယတစ်ခုကတော့ Alarm app ပါ iOS 26.1 မှာ Alarm ပိတ်မယ်ဆိုရင်ဘေးကို slide ဆွဲမှာပိတ်သွားမှာဖြစ်ပါတယ်။ကိုကဒီလိုပုံစံမကြိုက်ဘူးအရင်လို stop နှိပ်လိုက်ရုံနဲ့ပိတ်စေချင်တယ်ဆိုရင်တော့ setting နဲ့ဝင်မှာ accessibility တွေက touch တွေကိုဝင်မှာ prefer single touch action ကို on ပေးလိုက်ရင်ရပါပြီ။နောက်ဆုံးအနေနဲ့ကတော့ screenshot နောက်ဆုံးတစ်ခုကတော့ screenshot ရိုက်တဲ့အခါဒီလိုမျိုး full preview ပေါ်နေရမကြိုက်ဘူးဆိုရင်တော့ setting နဲ့ဝင်မှာ general တွေက screen capture ထဲမှာ full screen preview ကို off ပေးလိုက်ရပါပြီ။ဒါကတော့ iOS update တွေကိုတင်ထားပေမဲ့အဟောင်းလေးတွေကိုမှပိုကြိုက်နေတဲ့သူတွေအတွက်ပြပြပေးသွားတဲ့နည်းလမ်းတချို့ပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်များမှာလည်း Apple device တွေနဲ့ပတ်သက်တဲ့ knowledge လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်လို့ MCAT Apple Authorized Service Provider ကို follow လုပ်ထားဖို့အတွက်မမေ့နဲ့နော်။